င်းလေးတွေလာစိုက်ထားရောလှလာပဲရွာတွေမှာစတော့ရိုင်းနေမှာပဲရှိရတယ်မကျပိန်ရွတ်တွေဒီမှာရတာနေရောပဲမကျပိန်ရွတ်တွေကြီးကြီးတွေမကျဒါတွေတော့ထဲမှာပဲရှိရနော်ဒီပြည်နဲ့အဲဒီမှာရသူများစိုက်ထားတယ်စီစဝါပင်းမွေးနေတယ်မကျစီစဝါပင်းကန်ရောက်ဘယ်လိုလုပ်လဲဘယ်ဝိုက်အဆုံးမရှိမကျတဘာဝဆန်နေတယ်ကျန်ဒီနေ့စိုက်ထားတယ်ကိုရီးယားတော့ထဲမှာရိုင်းနေအားပဲပြင်းနေဆိုင်ရတော့လာတူလေးကိုလာမကျင်းပြမယ်မယုံမကျင်းစိုက်ထားတာလောက်လာလဲဆိုကျင်းအင်းနေလေးလာတဲ့အင်းနေလေးတကယ်ဒီကိုရီးယားတော့ဒီအင်းကိုနန်းတော့လို့ပြောတာပဲဟိုအလေကအိမ်ကိုတော်လာတယ်ပြင်းနေစိုက်ထားတာအားပဲညာနေရောဟောမှာအကုန်လုံးပြပေးချင်တယ်ဒီလိုအိမ်ရမှာနေရမယ်ဆိုရင်ဘဝမှာတည်တော်တည်ချင်တော့မှာမဟုတ်ဟောပတ်စံရှမ်းတာတဲ့လူတွေများနော်ဒီရဲ့ပဲသူကတည်တော်တည်ချင်မှာမဟုတ်နေရတဲ့ပုံကဲပဲကိုနိုမာရမနေချင်မှာဟဲ့ကိုနိုကတော့တော်မုန်းချက်မချက်အိမ်လာလဲဆိုရင်အိမ်50နဲ့3အိမ်ရှိတယ်ဒီအိမ်ဒီလိုလိုင်းကန်းအိမ်ကြီးကဒီလိုပြင်မှန်းကြည့်ရင်တေးလေးလိုပဲထဲဝင်ကြည့်လဲဝင်ကပါကြနေကျေးမှန်နေနဲ့ကြီးပဲလောက်ထားတာမကြည့်အိမ်မိုးလေးတွေတန်းစီလို့လာနေရောရောလတော်ကြီးကိုလာတော်ကြီးဘယ်လိုပြောမှန်းတော့မသိဟိုးထိတ်မှာရေကူးကန်ရှိတယ်အဲရေကူးကန်နေတော့မသွားတော့ရေပူတယ်နေရမ်းတော့မပူဘူးဒါပေမဲ့ပူတယ်ဟာဘယ်လိုလဲမသိဟိုအိမ်အလဲနာအိမ်ဆိုအကြီးဟန်ကင်းနေတော့လာတယ်နောက်မှအားရကျန်တခြားလေးရိုက်ပြီးတော့တင်မီအေးစီရရှိဒီကအိမ်နဲ့ဝင်ပြီးအိမ်နဲ့တော့လာတယ်ရှိမဆရာရှိကနားမှာပဲဝင်လို့မေကားဖွင့်ထဲဝင်ကားပြန်ပိတ်ရှိပါဒါအခုတော့ဝင်လာရအနောက်ပါအေးဒီမှာကြီးအိမ်က၄ထပ်တက်လေကားတွေပါရှိသေးတယ်တက်လေကားရှိတယ်ဒီမှာလေကားပေါ်မတက်တော့ဟောရတာနော်ဒီဘက်မှာခန်းတစ်ခန်းနော်ဒီမှာခန်းတစ်ခန်းကျေးကိုရီအခုတော့စအိမ်လေးများတော့ဒီမှာအိမ်နာမာဒီခါအိမ်ဒီခန်းမှာဒီမှာလဲတွေနေပေါ့နော်အဲ့လိုလူကြီးမိပါတယ်တက်ကြီးရိုးတွေပေါ့နော်တွန်းလဲတွေသွားတဲ့သူတွေအိမ်နာတက်လို့ရအောင်လုပ်ပေးထားတယ်မှာအောက်ထပ်အဲ့ဘယ်မှာအိမ်မူလို့မတက်ဝိုင်းရမယ်တက်လေကမန်းလေးကြီးပဲတက်လေကလည်းမန်းလေကတက်
ကိုရီးယားထေးတွေဝယ်တော့မယ်ဆိုရင်ကိုရီးယားတန်းရှည်လုပ်ပြရတယ်ကိုရီးယားတန်းရှည်လုပ်ပြီးသွားပြီဆိုရင်ထေးတွေဝယ်ထေးတွေလက်ထဲအိမ်ဝယ်တွေလက်ထဲအပ်ပလိုက်ဘယ်ရောက်သွားလဲမသိအကျအခန်းနေကြီးပဲဟာလေနားလိုက်တဲ့အခန်းဒီမန်းနေတော့တော့တယ်သူများတဲ့မင်းစားဘယ်တိုက်ဆောက်ရလဲပေါ်ထက်အခန်းနေများကြီးပဲဒီဘက်အခန်းခန်းခန်းနေရတော့ไม่ပြရကမလို့ဒီရှုပ်အဲ့တူဘယ်မှာနေပြန်ပေါ်ရောက်ကျွန်တော်ရတော့နေတုံးလေကတော့မဆုံးလိုက်ဟုတ်ပါသေးတော့တေးဘာလို့ဟိုထင်းကပူဒီမှာအပေါ်ဆုံးကပူနေလေအောက်ထပ်မှာအိမ်လိုပါဆိုတော့အပေါ်ဆုံးပြီးရောက်လာဒီနေ့ဒီမှာရေတောက်ရှင်အပေါ်တက်လာမှာပါလေးတော့လာတိုင်းနေလို့ရတယ်ဘောကွယ်နေခင်မဲကတော့ပူတယ်စစ်တယ်ညဘဆန်ရှိတဲ့လူတွေကတော့နော်ဒီကောအမားတွေနက်ပြည်တွေရောက်လို့နားနေတော့ပဲတိုက်တယ်များရကြီးပဲကဲဒါပါပဲနော်ကျမအိမ်လေးလာလို့ပြအသေးစိတ်ဒါဘာဒီမှမသိ